အားလုံးပဲမင်္ဂလာပါဘာလုံးပဲခံမှန်း channel ကနေကြိုဆိုပါရစေဒီနေ့ပေါ့နော်12ရက်နေ့မေလမှာလီဂါပေါ်တူဂီရဲ့ပွဲကောင်းလေးနှစ်ပွဲကိုခံမှန်းကြပါတယ်ပထမပွဲကတော့ FC Porto နဲ့ National ပေါ့နော်17နိုင်ခွဲမှာကံမဲ့ပွဲလေးပါကျွန်တော်တို့ဒီပွဲလေးကိုကြည့်ကြအောင်နော်အဲ့တော့လက်ရှိဒီပဲရဆိုရင် Porto ကတော့နံပါတ်3မှာရှိနေရပေါ့နော်သူကEuropa League လောက်ကိုပဲသူကဝင်ခွင့်ရထားတဲ့အနေအထားမှာရှိနေတယ်အဲတော့ဒါပေမဲ့ပေါ့နော်သူကဒီ National အသင်းနဲ့ထိပ်တိုက်တွေ့ဆုံအနေအထားလေးမှာတော့Porto ကတော့18ပွဲနိုင်ခဲ့တယ်2ပွဲတည်ကြတယ်3ပွဲပဲရှုံးမှုတယ်ဆိုတော့ဒီပွဲရဲ့အနေအထားလေးကတော့ကြည့်ရမယ်ဆိုရင်ပေါ့နော် Porto ဘက်ကတော့အားတာတယ်ပေါ့နော်အလေးတာတယ်လို့ထင်ရပါတယ်အဲတော့ကျွန်တော်တို့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်လည်းဒီပွဲကဟောပေါ့လီဂါပေါ်တူဂီရဲ့ဒီနောက်ဆုံးပွဲစဉ်လို့လည်းပြောလို့ရပါတယ်အဲကျွန်တော်တို့ wine spot ထဲမှာဝင်ကြည့်အောင်နော်အဲ့တော့ဒီမှာတော့ပေါ်တူကို W1 ပေါ့နော် 1.295 ပေါ့နော်ပေးထားပါတယ်အဲ့တော့100မှာ29.50ပဲအမြတ်ပေးတယ်ဆိုတဲ့သဘောမျိုးပေါ့နော်national အသင်းပေါ့နော်အဲ့တော့ W2 ကတော့ 9.7 ပေးထားတယ်100မှာ890မြတ်တောင်ပေးထားရဆိုတော်တော်လေးတော့ဟိုများတယ်ဗောနော်အဲ့တော့ပေါ်တူကပဲဗောနော်နိုင်သွားမလားဗောနော် BDTS yes no ကလည်းနည်းမတင်မကြရေးလောက်ထားပါတယ်ဒီဟာကတော့နည်းနည်းရှောင်တင်တယ်လို့ထင်ပါတယ်ဒီပွဲကတော့ပုံမှန်အနေထားရတာပြောမယ်ဆိုလို့ရှိရင်တော့ပေါ်တူနိုင်ကိုနိုင်မဲ့ပွဲလို့ခံမှန်းရပါတယ်ဗောနော်2-1လောက်ဖြစ်မလား2-0လောက်ဖြစ်သွားမလားဗောနော်3-1လောက်ဖြစ်မလားဗောနော်အဲ့တော့ကျွန်တော်တို့နောက်တစ်ပွဲကိုဆက်ကြည့်ကြမယ်နော်နောက်တစ်ပွဲကတော့ဒီ supporting နဲ့ပေါ့နော်ဒီသူရဲ့ဒီ17ခွဲမှာပဲကံမဲ့ Victoria ဆိုတဲ့အသင်းပါနောက်ကအသင်းလေးနည်းနည်းရှုပ်တဲ့အတွက်မဖတ်တော့ပါဘူးနော် supporting ကလက်ရှိမှာ number 1မှာရှိနေတယ်ပြီးရင် Benfica နဲ့အမှတ်2နေရပေါ့နော်ဒီနေရာမှာတခုပြောချင်တာကBenfica လည်းဒီနေ့ကသူကပွဲမချောင်းဘောနော် Braga ရဲ့အိမ်ခွဲမှာတော့ကန်ရမယ်ဆို Benfica ဒါ Braga ကိုနိုင်အောင်မကန်နိုင်ဘူးဆိုလို့ရှိရင်ဘောနော် Sporting ကလီဂါပေါ်တူဂီရဲ့ဒီချန်ပီယံဖလားကိုရသွားဖို့အတွက်ရာခိုင်နှုန်းအရင်များနေပါတယ်ဒီပုံတိုင်းဆိုလို့ရှိရင်ပေါ့နော်ခုနကကျွန်တော်ပြောခဲ့သလိုပဲဒီပွဲကလီဂါပေါ်တူဂီရဲ့ဒီနောက်ဆုံးပွဲစဉ်တစ်ခုဖြစ်ပါတယ်ဒီမှာကြည့်ကြမယ်နော်အဲ့တော့ဒီပွဲမှာ supporting ကတော့နိုင်လိမ့်မယ်ပေါ့နော်အဲ့လိုမျိုးကိုဟို65ရာခိုင်နှုန်းလောက်ကိုအဲ့လိုမျိုးကိုဟိုအားလုံးကထင်ထားကြလိမ့်မယ်လို့ထင်ပါတယ်အဲ့တော့ Victoria ဆိုတဲ့ဒီအသင်းကလည်းနံပါတ်5အသင်းဆိုတော့ခေသူတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ supporting ကလည်းဒီ champion စုကိုပဲလက်လွတ်ခံမှာမလဲ Benfica နိုင်ခဲ့တဲ့ထားအောင်ပေါ့နော် Benfica Braga ကိုနိုင်ခဲ့တဲ့ထားအောင်supporting that ဒီပွဲနိုင်မယ်ဆိုလို့ရှိရင်သူကဒီ6ကွာကြားချက်တွေပါတယ်နဲ့သူရဲ့ champion ဖြစ်သွားမယ့်သဘောမှရှိပါတယ်အဲ့တော့ကျွန်တော်တို့ဒီနှစ်ပွဲကိုတော့ကျွန်တော်တို့အားပေးတင်တယ်လို့ပေါ့နော်ကစားတင်တယ်လို့ထင်ပါတယ်supporting ရဲ့ဒီ W1 လေးကိုကြည့်ကြည့်အောင် 1.32 ပေးထားတယ်ပေါ့နော်သူကနည်းနည်းလေးကြီးပြော့သွားတယ်မနေ့ပိုင်းကကြီးလိုက်တော့1.29 လောက်အဲ့လောက်ပဲရှိရထင်တယ်ပေါ့နော်Victoria ဘက်ကကြည့်မယ်ဆိုတော့ W2 က 9.4 ဆိုတော့100မှာ840ဆိုတော့အစားတော့မလွယ်ပါဘူးခုနလိုပဲ BDTS ကတော့ဘာလို့လဲမသိဘူးပေါ်တူဂီနှစ်သိန်းလုံးကြည့်လိုက်တာ1.9 1.8 မတင်မကြရလောက်ထားဆိုတော့ဒီဟာကတော့ရှောင်သင့်တယ်လို့ထင်ပါတယ်အဲ့တော့ဘောနော်ညီကိုအနေနဲ့ဒီနှစ်ပွဲအဲ့လိုမျိုးမောင်းလေးတော့၎င်းတော့မတပွဲချင်းတော့၎င်းပေါ့နော်1.70 1.709တော့မစိုးပါဘူးတရားမှာ90လောက်ဟိုအများကြီးရတယ်ပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးကြပါအောင်နော်နောက်ဗီဒီယိုဒီမှာဆုံတွေ့ကြပါစို့နော် thank you ပါ